မင်္ဂလာပါရှင်ဒီတစ်ခေါက်ရှင်းပြပေးမှာကတော့အပွားဝဲအတွက်ရိုးရိုးလက်ပတ်တံဆွဲနည်းကိုရှင်းပြပေးပါမယ်ရှေ့တစ်ခေါက်မှာတော့ကဒီအပွားဝဲအတွက် body frame ရေးဆွဲနည်းကိုကျွန်မရှင်းပြပေးထားပါတယ်အဲ့ဒီအတွက်ဒီလက်ပတ်တံရေးဆွဲနည်းကအခုမှထပ်ပြီးတင်ပေးတာပါအဲ့ဒီတော့ဒီလက်ပတ်တံဆွဲတဲ့ခါမှာပထမနည်းနဲ့ဒုတိယနည်းဆို2နည်းရှိတယ်ပထမနည်းမှာဆိုလို့ရှိရင်ကျွန်မတို့ရှေ့ချမ်းချိုင်းအတိုင်းလိုမယ်နောက်ချမ်းချိုင်းအတိုင်းလိုပါမယ်ပြီးရင်ကိုယ်ဆွဲခြင်းနဲ့လက်ရဲ့အရှိလက်ကလက်တို့ဆွဲမှလားလက်ရှိဆွဲမှလားအဲ့ဒီအရှိလိုပါမယ်အဲ့တော့ရှေ့ချမ်းချိုင်းကိုကျမတို့ဘယ်လိုတိုင်းလဲနောက်ချမ်းချိုင်းကိုရောဘယ်လိုတိုင်းလဲအဲ့တော့ဒီမှာကျမတို့ချိုင်းရဲ့ဒီ white ထားတဲ့နေရာကိုပတ်ပြီးတော့တိုင်းပါပါဒါဆိုရင်ကျမတို့ကဒီရှေ့ချမ်းချိုင်းနဲ့နောက်ချမ်းချိုင်းဆိုပြီးတော့ရပါမယ်အဲ့ဒီမှာရှေ့ချမ်းချိုင်းနဲ့နောက်ချမ်းချိုင်းကဒီအပွားပွင့်မှာဆိုလို့ရှိရင်တစ်လက်မနီးပါးလောက်တော့ကွာတယ်ပေါ့နော်ကျမဒီမှာဆိုရင်ရှေ့ချမ်းချိုင်းက10.1 ရထားပါတယ်နောက်ချမ်းချိုင်းက9.3 ရထားပါတယ်တချို့ဆိုရင်တစ်လက်မနီးပါးလောက်ကွာပါတယ်ပထမဆုံးကျမတို့လက်ရဲ့အရှိကိုဆွဲမယ်လက်အရှိကကျမက9လက်မပေါ့နော်9လက်မဆိုတာကဒီတရောင်စစ်အထက်ဖြစ်တယ်တရောင်စစ်အထက်ဆိုရင်ကျမတို့ကအပို2လက်မပေါင်းပေးရပါမယ်ဒါကဒီခောက်စာရောဒီလက်ပေါ်မှာပွားစာသဘောမျိုးဒီလက်ပေါ်မှာတင်စာပေါ့နော်အဲ့တော့ကျမစုစုပေါင်း6လက်မဖြစ်သွားမယ်ဒါကလက်ရဲ့အရှိကိုကျမ6လက်မဆွဲလိုက်ပါတယ်ပြီးတဲ့အခါမှာရှေ့ချမ်းနောက်ချမ်းသတ်မှတ်လိုက်ပါမယ်ရှေ့ချမ်းကိုကျွန်မက F လို့ပြီးပြီးနောက်ချမ်းကို B လို့မှတ်လိုက်ပါတယ်ပြီးတဲ့အခါမှာဒီလက်အရှိဆွဲပြီးတဲ့အခါမှာကျွန်မဒီလက်ဝအတွက်အရှိကိုကျွန်မပိတ်လိုက်ပါမယ်ဒါကတော့ဘလောက်အပေါ်မှာတိုင်းရမလားမသိသေးဘူးကျွန်မအကြမ်းပြင်းနေနဲ့မြင်းပိတ်ချလိုက်ပါမယ်ဒီအောက်ခြေကလောက်ဝဆိုရင်အပေါ်ကတော့ဒါကျမတို့တို့ကဒီဂျိုင်းပေါ့နော်ဂျိုင်းဆက်မဲ့နေရအဲ့ဒီဂျိုင်းဆက်မဲ့နေရဆိုတော့ဒီမှာဒီရှေ့ချမ်းနောက်ချမ်းကိုမချခင်လက်တိုင်ချမယ်လက်တိုင်ကကျမဘယ်လောက်ယူမလဲဆိုတော့9လက်မယူထားတယ်တချို့ကလည်းလက်တိုင်ကို4လက်မခွဲပဲချတယ်ကျမကတော့ဒီမှာ9လက်မယူထားပါတယ်ဒါကလက်တိုင်ချပြီးတဲ့အခါမှာလက်တိုင်အမှတ်ကိုကျမမြင်းပိတ်ပါမယ်ဒါကကျမဒီဂျိုင်းနဲ့ဆက်မဲ့နေရပေါ့နော်အဲ့တော့ကျမလက်တိုင်မြင်းကိုပိတ်လိုက်ပြီးသွားတဲ့အခါမှာပြီးတဲ့ခါမှာကျွန်မကရှေ့ချမ်းချိုင်းရဲ့အတိုင်းကိုယူပါမယ်ဒီရှေ့ချမ်းကိုဆွဲမှာဆိုတော့ရှေ့ချမ်းချိုင်းအတိုင်းက10.1အဲ့ဒီ10.1အတိုင်းတာကိုဒီလက်တိုင်မြင်းနေရာနဲ့လာဆက်ပါမယ်ဒါကကျွန်မရဲ့ရှေ့ချမ်းချိုင်းအတိုင်းဖြစ်ပါတယ်ရှေ့ချမ်းချိုင်းအတိုင်း10.1ဖြစ်ပါတယ်ပြီးတဲ့ခါမှာနောက်ချမ်းအတွက်ကျွန်မဆက်ပါမယ်နောက်ချမ်းက9.3အဲ့ဒီ9.3ကိုဂျိုင်းနေရာကနေလက်တိုင်ကိုလာဆက်ပါမယ်နောက်ချမ်းချိုင်းအတိုင်းက9.3ဖြစ်ပါတယ်ပြီးတဲ့ခါမှာဒီရှေ့ချမ်းချိုင်းနဲ့နောက်ချမ်းချိုင်းကိုဒီမြင်းတွေမှာ3ပုံပုံပြီးအမှတ်မှတ်ပါမယ်3ပုံအညီမြတ်ပုံပြီးမှတ်ပဲပေါ့နော်ဒါကရှေ့ချမ်းချိုင်းနောက်ချမ်းချိုင်းမှာလည်းအတူပဲ3ပုံပုံပြီးအမှတ်မှတ်ပါမယ်ပြီးတဲ့ခါမှာဒီရှေ့ချမ်းချိုင်းရဲ့ဒီ3ပုံပုံထားတဲ့အပေါ်2ပုံအဲ့ဒီအပေါ်2ပုံရဲ့အလယ်မှတ်ကိုကျွန်မက 0.6 ထောင်ပေးလိုက်ပါမယ်နောက်ချမ်းချိုင်းလိုက်တူတူပဲနောက်ချမ်းချိုင်းမှာဆိုလို့ရှိရင်အပေါ်2ပုံပေါ့နော်အပေါ်2ပုံရဲ့အလယ်မှတ်ကိုကျွန်မက 0.4 ထောင်ပေးပါမယ်ဒါကနောက်ချမ်းတို့နောက်ချမ်းကို 0.4 ရှေ့ချမ်းကိုက 0.6 ပြီးတဲ့အခါမှာနောက်ဆုံးတစ်ပုံကျန်တယ်အဲ့ဒီနောက်ဆုံးတစ်ပုံကိုလည်းကျွန်မကဒီအလယ်မှတ်မယ်ပေါ့နော်အလယ်မှတ်ပြီးသွားတဲ့အခါမှာရှေ့ချမ်းကိုနောက်ချမ်းကိုဒီအတွင်းဘက်ကို 0.2 မြင်းမှတ်ပေးပါမယ် 0.2 ဆွဲပေးမယ်ပေါ့နော်ရှေ့ချမ်းမှာလည်း 0.2 နောက်ချမ်းမှာလည်း 0.2 ဒါအတွင်းဘက်ကိုဆွဲမှာပြီးသွားတဲ့အခါမှာကျမတို့ပေကွေးကိုသုံးပြီးတော့ဝိုက်ပါမယ်ဒီမှာတော့ကျမကလက်နဲ့ပဲဖြည်းဖြည်းလေးဝိုက်ပြထားပါတယ်ဒီကရင်ဆွဲတဲ့အခါမှာဆိုလို့ရှိရင်တော့ဒီပေကွေးကိုသုံးရမှာပေါ့နော်အဲ့တော့အပြင်ဘက်ကိုချပြီးမှတ်ထားတဲ့မြင်းဆိုရင်အပြင်ဘက်ကိုဝိုက်မယ်အတွင်းဘက်ကိုချပြီးမှတ်ထားတဲ့အမှတ်ဆိုရင်အတွင်းဘက်ကိုခြိုက်ပြီးဝင်အောင်ဝါပေးပါမယ်အဲ့တော့ပေကွေးရောဘယ်လိုသုံးမလဲပြီးတဲ့အခါမှာကျမကပေကွေးကိုဘယ်လိုသုံးမလဲဒီအပြင်ဘက်ကိုဝိုက်ပြီးဆွဲထားတဲ့မြင်းဆိုရင်လည်းပေကွေးလေးကိုအပေါ်ကနေဝိုက်မယ်ဒီအောက်ဘက်ကနေပြီးအတွင်းဘက်ကိုဝိုက်ထားတဲ့မြင်းအတွက်ဆိုရင်လည်းပေကွေးလေးကိုဘယ်လိုချမလဲဆိုတာကိုကျမဆွဲပြပေးထားပါတယ်ပြီးတဲ့အခါမှာနောက်ချမ်းကိုလည်းအဲ့လိုပဲဒီအပြင်ကိုချပြီးဆွဲပေးထားတဲ့မြင်းတွေဆိုရင်အပြင်ဘက်ကနေဝိုက်မယ်အတွင်းဘက်ကိုချပြီးဆွဲပေးထားတဲ့မြင်းလေးတွေဆိုရင်အတွင်းဘက်ကိုခြိုက်ပြီးဝင်အောင်ဝိုက်ပေးပါမယ်အဝိုက်တစ်ခုချင်းစီတိုင်းကိုပေကွေးဘယ်လိုချမလဲဆိုတော့ကိုကျွန်မပေကွေးလေးပါနမူနာပြထားပေးပါတယ်ဒါကတော့ကျမတို့ရဲ့ဒါဂျိုင်းအဝိုက်တီပြီးသွားပြီဂျိုင်းအဝိုက်တီပြီးသွားတဲ့ခါမှာကျမတို့ဒီလက်ဝကိုလာတော့မယ်လက်ဝအတွက်ကျမတို့ဘယ်လိုဆွဲမလဲဂျိုင်းနဲ့ဒီဂျိုင်းsorry လက်တိုင်ပေါ့နော်ဒီလက်တိုင်နဲ့ဒီလက်ဝကို
မြင်းကိုဆက်ပေးလိုက်ပါမယ်ဒီလက်တိုင်မြင်းနဲ့လက်ဝမြင်းကိုဆက်ပေးလိုက်ပါမယ်ဆက်ပြီးတဲ့အခါမှာအဲ့ဒီလက်တိုင်ကနေပြီးတော့ဒီလက်ဝနေရာကိုဆက်မယ်ပေါ့နော်ဆက်တဲ့အခါမှာဒီလက်ဝနေရာမှာကျမတို့အတွင်းဘက်ကိုတလက်မစီဝင်ပြီးယူပေးပါမယ်လက်ဝနေရာကနေပြီးတော့အတွင်းဘက်ကိုတလက်မစီယူပေးပြီးတဲ့အခါမှာဒီလက်တိုင်မြင်းကနေပြီးတော့ဝင်ယူထားတဲ့တလက်မနေရာကိုကျမတို့ဆက်ပေးပါမယ်ဒါဆိုရင်ဒါကလက်ဝလေးရပါပြီဒါဆိုရင်တော့ကျမတို့လက်ပတ်တန်း2နည်းရှိတဲ့ထဲကနေပြီးတော့ပထမနည်းကိုဆွဲပြပေးတာပါအခုတခါဒုတိယနည်းအတွက်ရှင်းပြပေးပါဦးမရှင်လက်ပတ်တန်းဒုတိယနည်းကိုဆွဲတဲ့အခါမှာကျမရဲ့မူလချိုင်းကကျမက9လက်မခွဲအဲ့ဒါကိုကျမက 0.4 လက်မဝက်ပေါင်းနေပေါ့နော်အဲ့တော့10လက်မဖြစ်သွားတယ်ဘလူးတိုင်းလဲဆိုရင်ကျမရှေ့မှာဆွဲထားတဲ့ body frame ဆွဲထားတာတစ်ချက်ကြည့်မယ်ကျမအဲ့ဒါ10လက်မယူထားတယ်နော်အဲ့ဒီမြင်းလေးနဲ့ယူမယ်ပေါ့နော်ကျမ10လက်မဂျိုင်းအတိုင်းကိုယူပါမယ်ပြီးတဲ့အခါမှာကျမတို့ဘာလုပ်မလဲဆိုရင်လက်အရှိကတော့ရှေ့တစ်ခုလက်အရှိဆွဲထားသလိုပဲကျမ6လက်မနဲ့ပဲယူထားပါတယ်6လက်မဆိုတာကဒါခောက်စာကိုပေါ်လက်ပေါ်တင်စာကိုပါပြီးသားပါအဲ့တော့လက်အရှိ6လက်မကိုအရင်ချဆွဲပါမယ်ဒီဘက်မှာလည်း6လက်မညာဘက်ချမ်းကိုလည်းကျမ6လက်မဆွဲပါမယ်ပေါင်ခတ်မယ်ပေါ့နော်6လက်မပြီးတဲ့အခါမှာကျမကဂျိုင်းအကျယ်ကို10လက်မယူမယ်လို့ပြောထားတယ်နော်အဲ့တော့ဂျိုင်းအကျယ်နဲ့လက်ဝနဲ့ကကျမကအတိုင်းကိုတူတူလေးဆွဲပါမယ်တစ်ဖက်ကလက်ဝတစ်ဖက်ကဂျိုင်းဒီမှာတော့ကျမကအောက်ခြေကိုလက်ဝလို့သတ်မှတ်ထားပြီးတော့အပေါ်ပိုင်းကိုကျမဂျိုင်းလို့သတ်မှတ်လိုက်ပါတယ်ဒါပေမဲ့ဆွဲတဲ့အခါမှာတော့ဂျိုင်းနဲ့လက်ဝနဲ့ကအတိုင်းတူရမယ်နော်အဲ့တော့ကျမဒီမှာဂျိုင်းကို10လက်မနဲ့ဆွဲထားပါတယ်ပြီးတဲ့အခါမှာကျမလက်တိုင်ချမယ်လက်တိုင်ကိုကျမ9လက်မယူမယ်လို့ပြောထားတယ်တချို့လဲ4လက်မခွဲပဲချတာရှိတယ်ကျမဒီမှာဒီလက်ရှိရဲ့မြင်းပေါ်မှာကျမလက်တိုင်9လက်မချလိုက်ပါပြီချပြီးတော့ဒီဂျိုင်းရဲ့လက်တိုင်ကိုကျမမြင်းဖြောင်လေးဆက်လိုက်ပါမယ်မြင်းဖြောင်လေးဆက်ပြီးတော့အဲ့ဒီမြင်းဖြောင်ကိုပဲကျမ3ပုံအညီအမျှအမှတ်မှတ်လိုက်ပါမယ်အဲ့ဒီ3ပုံမှတ်ပြီးတဲ့အခါမှာအပေါ်2ပုံရဲ့အလယ်မှတ်ပေါ့နော်အပေါ်2ပုံရဲ့အလယ်မှတ်ကိုကျမ0.4 ယူမယ်အောက်ဆုံးတစ်ပုံကိုအလစ်တစ်ခါထပ်ပိုင်းမယ်အလစ်ပိုင်းပြီးတော့ 0.2 အထဲကိုဝင်မှတ်ပါမယ်မှတ်ပြီးတော့ကျွန်မပေကူးလေးနဲ့ဝိုက်လိုက်ပါမယ်ပေကူးရဘယ်လိုသုံးလဲဆိုတော့လည်းကျွန်မဒီမှာပုံစံလေးနဲ့ဆွဲပေးထားပါတယ်ပြီးသွားတဲ့အခါမှာကျမတို့လက်ဝကိုဆွဲပါမယ်လက်ဝမြင်းကိုကျမကအတွင်းကိုတလက်မယူဆွဲလိုက်တယ်အတွင်းကိုတလက်မဝင်ပြီးတော့မှဒီဂျိုင်းနဲ့လက်ဝကိုဆက်ပေးလိုက်ပါတယ်ဒါဆိုရင်ဒုတိယနေ့ရပါပြီအဲ့ဒီဒုတိယနေ့ကိုတော့ကျမကဒီမှာခောက်ရိုးရအကွင်းလေး2ကွင်းဝိုက်လိုက်တယ်အဲ့ဒီခောက်ရိုးရနဲ့ဘာလုပ်မလဲဆိုရင်2ရွက်ဆွဲပါမယ်လက်က2ဖက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကတော့ကျမတို့ကဒီပထမနည်းမှာဆိုလို့ရှိရင်တော့ကျမတို့အပြန်တိုင်းဆွဲတာပေါ့နော်ဒုတိယနည်းမှာတော့ခောက်ပြီးဆွဲတာအဲ့တော့ဘယ်လိုပဲဆွဲကျမတို့ကအပြန်တိုင်းဆွဲမယ်ဆိုလဲကျမတို့က2ဖက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့2ရွက်ညှက်ပေးရမယ်ခောက်ရိုးရနဲ့ဆွဲမယ်ဆိုလဲ2ရွက်ညှက်ပေးရပါမယ်လက်2ဖက်ဖြစ်တဲ့အတွက်ကြောင့်မို့ပါဒါဆိုရင်တော့လက်ပတ်တန်2နည်းဆွဲနည်းပေါ့နော်ပထမနည်းရောဒုတိယနည်းရောကျွန်မရှင်းပြပေးတာဖြစ်ပါတယ်ဗီဒီယိုလေးကိုစုံကြည့်ရှုပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်တဲ့ဗီဒီယိုလေးကိုကျွန်မထပ်ပြီးတင်ပေးပါအောင်မယ်စောင့်မျှော်ကြည့်ရှုပေးပါအောင်ရှင်